ပေါ့ပါကန်တယ်ထိုးတယ်ထိုးတယ်ထိုးတယ်ခင်ဗျာကန်တယ်ခင်ဗျာဆုတ်သွားတယ်ထိုးတယ်ကန်တယ်တစ်ဖက်ကအထိုးပညာအမျိုးမျိုးတော့တွေ့ကြတယ်ခင်ဗျာကြားပေါင်းနဲ့ဖတ်အောင်ဥပါခင်ဗျာကန်တယ်ခင်ဗျာအခုံပြန်ခတ်တယ်ပေါ့ခင်ဗျာအန်ချော်နေတယ်ခင်ဗျာဦးနဲ့ကြားပေါင်းနဲ့ဖတ်အောင်ဥပါခင်ဗျာဆန်တော့တွေ့တာတော့ထက်အောင်ဦးနဲ့ကြားပေါက်ပါထိုးတယ်ခင်ဗျာထိုးတယ်ထုတ်ထားတယ်ခင်ဗျာတိုက်တယ်ခင်ဗျာထိုးတယ်ဘက်ကလည်းထိုးတယ်ဘက်ကလည်းထုတ်တိုက်တယ်ခင်ဗျာထုတ်ထားတယ်တိုက်တယ်ခင်ဗျာတိုက်တယ်ထိုးတယ်ခင်ဗျာထိုးတယ်အန်ချော်နေတယ်ခင်ဗျာအောင်တယ်ခင်ဗျာရမယ်ဘယ်ကောင်းတဲ့ပေါင်းတယ်ပေါ့ခင်ဗျာဟိုအောင်နဲ့ကြားပေါင်းတော့တွေ့ရတယ်ချုပ်ထားတယ်ခင်ဗျာရမယ်တိုက်တယ်ခင်ဗျာရိုက်တယ်ကန်တယ်နဲတယ်ခင်ဗျာအောင်မယ်ခင်ဗျာလက်သီးအားကိုပေါ့ဘယ်ညာဆုံးအကုန်ပေါင်းနေခင်ဗျာထအောင်နဲ့ကြားပေါက်ပါခင်ဗျာဟိုတယ်ခင်ဗျာထိတယ်ခင်ဗျာဟိုတယ်ဘယ်အိုထိုးတယ်ခင်ဗျာဟိုတယ်ခင်ဗျာချုပ်ပြန်ပြီခင်ဗျာတိုက်တယ်ခင်ဗျာဟိုတယ်တိုက်တယ်ပရမချီပြီးဆုံးသွားတာဖြစ်ပါတယ်ခင်ဗျာပရမချီပြီးဆုံးသွားတာပါပရမချီပြီးဆုံးသွားတာဖြစ်ပါတယ်ခင်ဗျာဝိုင်းတောက်ကရှင်းမယ်ခင်ဗျာအခုလူများဆင်းပေးပါလူရရှိဆက်လက်ရှင်းမယ်ထိုးတဲ့နေရာယူပါခင်ဗျာအခုလူတွေဆင်းပါခင်ဗျာလူရရှိစပြီခင်ဗျာထောင်းနဲ့ရှားပေါ
ဖြောသွားမယ်ခင်ဗျာကြားပေါက်ဖြောသွားမယ်哎呀，哪点来着？怎么？ကျွန်တော်ပွဲစဉ်နံပါတ်၄မှာထက်အောင်ဦးတောင်ကလေးအနီတောင်းနဲ့ကြားပေါက်ရန်စစ်ငိမ့်တို့ရှင်မယ်ထိုးရတဲ့မှာဒုတိယချီစက္ကန့်30မှာပဲထက်အောင်ဦးဟာဒိုင်းယာအနာပြရတဲ့အတွက်ဆင်းရှိုးဖြစ်တဲ့အတွက်ကြားပေါက်ရန်စစ်ငိမ့်အပြာတော့အနိုင်ပဲပြပါတော့ခင်ဗျာဘာသာစရာလင်းလုံးက6ပေါင်နဲ့တက်တွယ်စွာချီးပြမြောက်စားပေါင်ခင်ဗျာကြားပေါင်ရန်စစ်ငိမ့်ပဲဖြစ်ပါတယ်ခင်ဗျာရှုံးကျွေးကိုဖြစ်နာမည်ကစနိုင်သွားပြီပေါ့ခင်ဗျာကြားပေါင်ဖြစ်ပါတယ်ခင်ဗျာ